ဒီနေ့တခင်ဆိုပြမပြောတဲ့လူတိုင်းခေါ်တဲ့လူတိုင်းကောင်းကင်နိုင်ငံရောက်မှာမဟုတ်ဘူးလို့ခရစ်တော်ကိုယ်တိုင်ဖော်ပြပြီးသားနော်ဒီနေ့ခရစ်ယာန်တွေယုံကြည်သူတွေအများစုကတခင်ခရစ်တော်အကြောင်းကိုအုံနောက်နဲ့ပဲသိကြတယ်ပညာရက်တစ်ခုအနေနဲ့ပဲသိကြတယ်ကျမ်းစာအကြောင်းတွားပြမ3 နှစ်3မို့4 နှစ်လောက်ဓမ္မပညာလေ့လာတဲ့အခါကျတော့ပညာရက် theological education အနေနဲ့ပဲသဘောပေါက်နားလည်ကြတယ်ခရစ်တော်ဟာဘယ်သူလဲဆိုသိကြတယ်ကျမ်းစာအကြောင်းမတက်တဲ့လူတွေကလည်းပဲအဖေမေဆရာနေတော်၎င်း Sunday School ကနေတော်၎င်းဘုရားကျောင်းကနေတော်၎င်း pulpit ကနေတော်၎င်းဟောပြောတတ်တဲ့ခန္ဓာတွေနားထောင်ပြမသိကြတယ်ကောင်းပါတယ်ကျွန်တော်တို့သိတာနဲ့မလုံလောက်ဘူးနတ်ဆိုးတို့ဒီတဲ့ထာဝရဘုရားအကြောင်းကိုသိလွန်အားကြီးလို့တုံနေကြတယ်လို့ပြောတယ်အယံကြောက်လို့တုံနေကြတယ်တဲ့သို့တော်လည်းနတ်ဆိုးတွေကထာဝရဘုရားမကိုးကွယ်ဘူးကျွန်တော်တို့သိယုံတင်သိလို့ရှိရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးသိတယ်ဆိုရင်ကျွန်တော်တို့ခံယူရမယ်ယုံကြည်ရမယ်ယုံကြည်ကိုးကွယ်ရမှာဖြစ်တယ်နော်ကိုးကွယ်ရမှာဖြစ်တယ်ဒါကြောင့်ဒီကနေ့တူးချင်းရောကျွန်တော်တို့ရှာပြီးပြီလားဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုမြည်ဆန်းကြပြီးပြီလားကျွန်တော်တို့တကယ်ပဲဟိုစမ်းတက်ပါလို့အစမ်းတက်ခံတဲ့ဘုရားကိုကျွန်တော်တို့စမ်းတက်ပြီးပြီလားဒါသိရကြည့်ပါတယ်လို့ယေရမိနာဂတိကျမ်းခန်းကြီး29အငယ်73 74ကိုဒီတကွဖတ်ရအောင်ဟုတ်ပြီငါ့ကိုရှာတဲ့အခါတဲ့စိတ်နှလုံးကျွေးမဲ့နဲ့ရှာလျင်တွေ့ကြလိမ့်မယ်ငါဒီလဲတင်တို့အတွေ့ကိုခံမယ်တဲ့ဒါနှုတ်ကပတ်တော်ဖြစ်တယ်ဘုရားသခင်အတွေ့ခံတဲ့ဘုရားဖြစ်တယ်နော်လိန်လေဖျားတတ်တဲ့ဘုရားမဟုတ်ဘူးတစ္ဆာနဲ့ပြေဝတဲ့ဘုရားဖြစ်တယ်ဒါကြောင့်ခေါ်ဖိတ်ပါကျွန်တော်ဒီနေ့မှုတော်ဆောင်တယောက်ဖြစ်ရတာဟာကျွန်တော်10တန်းရောက်တဲ့အထိလုံးဝမဆုံးဖြတ်သေးပါဘူး10တန်းရောက်တဲ့အထိလုံးဝမှုတော်ဆောင်ဖို့လဲစိတ်လည်းမကူဘူးစိတ်လည်းမဝင်စားဘူးဘာဖြစ်လို့လဲဆိုတော့လူငယ်ပြီကျွန်တော်ရဲ့ဝန်းကျင်မှာရှိတဲ့တင်းအုပ်ဆရာတွေဟာလည်းပဲဒီလောက်ထိဆွဲဆောင်နိုင်လောက်တဲ့အနေထားမှာမရှိဘူးတင်းအုပ်ဆရာတွေဆိုတော့ဆင်းရဲလိုက်တာတင်းအုပ်ဆရာတွေဆိုတော့ဘာမှဟိုလူငယ်တယောက်အနေနဲ့ဖြစ်ချင်စရာကိုမကောင်းတဲ့အရာဖြစ်တယ်တိုးတော်လည်းပဲကျွန်တော်ဖျားရှင်ကိုစမ်းတက်ခဲ့ဘူးတယ်ဖျားရှင်ရဲ့ကောင်းမြတ်ခြင်းကိုမြည်ဆန်းခဲ့တဲ့အတွက်ကြောင့်မလို့ဘယ်သူမှရဲ့တိုက်တွန်းခြင်းမှမဟုတ်ပဲနဲ့ကိုယ်ပိုင်ဂရိပေးပြီးတော့ကျမ်းစာကြောင်းကိုပြေးပြီးမှရန်ကုန်မှာဆင်းပြီးတော့တက်ခဲ့တာဖြစ်ပါတယ်ချစ်တော်ညီကောင်မမတို့မိတ္တဟာယစစ်မှန်သောမိတ္တဟာယအစဟာတင်းဒီသာဝရဘုရားသခင်ကိုသခင်ခရစ်တော်ဘလောက်ထိယဉ်နှီးတယ်လဲဘလောက်ထိတိပြီးပြီလဲဘလောက်ထိခံယူတယ်လဲဘလောက်ထိမြည်ဆန်းကြည့်ပြီးပြီလဲဆိုတဲ့အပေါ်မှာကျွန်တော်တို့ဘဝကိုဖြည့်ပေးသွားမှာဖြစ်ပါတယ်လို့ခရစ်တော်ကလည်းဒါမျိုးကိုမှနော်အာမခံချက်ပေးတယ်အာဗြဟံကိုထာဝရဘုရားသခင်ကအာဗြဟံကိုသူ့ကိုယ်သူဖွင့်ပြတယ်ဒီမှာပေါ်ပြတဲ့ငါဒီလဲတင်တို့ကိုအတွေ့ခံမယ်လို့ပြောတယ်အတွေ့ခံပြီးတဲ့အခါမှာဘုရားကလည်းအာဗြဟံကိုတိအာဗြဟံကလည်းထာဝရဘုရားကိုတိနှစ်ယောက်စလုံးတယောက်နဲ့တယောက်တိပြီးတဲ့အခါမှာမိတ်ဆွေလိုဖြစ်သွားကြတဲ့အခါမှာဘာဖြစ်လဲအာဗြဟံထွက်လာတော့မင်းရဲ့ဆွေမျိုးပေါက်ဖော်တွေကြားတဲ့ထွက်လာတော့မင်းကိုပေးဖို့အတွက်ငါနေရာရှိတယ်တဲ့နော်နို့နဲ့ပြားဤစီးစင်းတဲ့ခါနန်ပြည်ကိုငါပို့မှာထာဝရဘုရားကိုချစ်တဲ့သားသမီးတွေအတွက်ဘုရားသခင်ကလောကမှာပဲလဲဆင်းရဲဒုက္ခခံဖို့အလိုတော်ရှိမယ်လို့ကျွန်တော်မထင်ဘူးဒီနေ့ကျွန်တော်တို့ခရိယန်တွေဘာဖြစ်လို့ဆင်းရဲနေကြတာလဲဒီနေ့ကျွန်တော်တို့ခရိယန်တွေဘာဖြစ်လို့မွဲတည်နေကြတာလဲဒါစဉ်းစားစရာပဲတမန်တော်ဝတ္ထုခန်းကြီး8ငယ်29 30ကိုကြည့်တဲ့အခါမှာဧသရောပိပြည်သားအမတ်မင်းအကြောင်းဖော်ပြထားတယ်အဲ့ဒီအမတ်မင်းလည်းပဲယူလူမျိုးမဟုတ်ဘူးသူကလာပြမယူရပြည်မှာတိုင်းပြည်ရဲ့အစီအခံတဲ့မင်းဖြစ်ပါတယ်အမတ်မင်းဖြစ်ပါတယ်
ตัวเยรูซาเล็มမြို့ကနေပြမခရီးထွက်တဲ့အခါမှာဂါလိလဲဘက်လမ်းမှာမြင်းလက်ထားပေါ်မှာစီးပြမကျမ်းစာကိုဖတ်ပြဖျားကိုလိုက်ရှာတာဖျားကိုလိုက်ရှာတော့တခင်ခရစ်တော်အကြောင်းဖော်ပြထားတဲ့ဟေစာယတွေကဟုတ်တယ်မလားဒီတူးတငယ်နဲ့နှိုင်းရှင်ထားတဲ့ဒီခရစ်တော်အကြောင်းကိုသူဖတ်ပြမနားမလည်နိုင်ဘူးဒါဘာပြောတာဖြစ်ပါလေလို့အဲ့လိုပဲအရန်သိကျင်နေတဲ့အချိန်တနည်းပြောဖျားသခင်အကြောင်းကိုတားသိကျင်နေတဲ့အချိန်ဖျားကိုတွေးကျင်နေတဲ့အချိန်မှာကောင်းကင်တမန်ကလာပြီးတော့ဖိလိပ္ပုကိုပြောတယ်ဖိလိဟိုမှာမိယထားပေါ်မှာလူတယောက်ရှိလိမ့်မယ်သူကငါအကြောင်းကိုအရန်သိကျင်တာပဲတွားပြီးတော့သတ်ရှင်းပြပါဦးလို့တခါထွတ်လိုက်တယ်သူလည်းပြေးတယ်ယထာပေါ်ပြေးတဲ့ဘာကူရမလဲဩဒါနားမလဲဘူးပေါ့သတ်ရှင်းပြတဲ့ခါကျတော့တိသွားတယ်နဲ့တပြိုင်နည်းမြင်းလဲကိုရက်တခါတော့အောက်ကိုဆင်းနေချင်းမင်္ဂလာခံယူတယ်လို့ကျွန်တော်တို့ကျမ်းစာထဲမှာဖော်ပြပါတယ်။ဒါကြောင့်မိတ္တာယအစကျွန်တော်တို့ဘုရားသခင်ကိုတည်ကျွမ်းခြင်းကလို့ကျွန်တော်တို့မှတ်ချက်ကောက်ချက်ဆွဲလို့ရပါတယ်။ကျွန်တော်တို့မှာရရှိထားတဲ့မိတ္တာယဘယ်လိုတိုးပွားအောင်လုပ်ကြမလဲ။နံပါတ်1ကတော့ဗာလဲဆိုလို့ရှင်နှုတ်ကပတ်တော်နဲ့မွေ့လျော်ရမယ်ဖျားသခင်နဲ့ကျွန်တော်တို့ရရှိထားတဲ့မိတ္တဟာယလေးဟာအမြဲတမ်းရှင်တန်တိုးပွားဖို့ဆိုလို့ရှင်တော့ကျွန်တော်တို့နှုတ်ကပတ်တော်နဲ့မွေ့လျော်တဲ့အသက်တာဟာတိတ်အရေးကြီးပါတယ်ဒါယောရှုခန်းကြီး1ငယ်8ကိုတူတကွနည်းနည်းဖတ်ကြည့်အောင်ကျမ်းစာကိုတူတူလေးပဲနော်နောက်ဆက်ဖတ်မယ်တုတ်တန်ခန်းကြီး73ငယ်73ဟုတ်ပြီနှုတ်ကပတ်တော်ဟာကျွန်တော်တို့ရဲ့တကူပဲနှုတ်ကပတ်တော်နဲ့ဝေးလို့ဆိုရင်ကျွန်တော်တို့အားမရှိတော့ကျွန်တော်တို့ရဲ့အားဆေးနော်အားဆေးဟာနှုတ်ကပတ်တော်ဖြစ်တယ်တမန်ကျမ်းစာဖြစ်တယ်ကျွန်တော်ကချင်စစ်ပွဲကာလမှာနှခါရောက်သွားတယ်စစ်မြေပြင်ကိုနှခါသွားပြီးတော့အားပေးဖို့သွားတယ်တစ်ခေါက်ကတော့ဖေဖော်ဝါရီလဒုတိယခေါက်တော့ဒီဇင်ဘာလမှာသွားတယ်အဲ့ဒီမှာကြာရလူကြီးတွေနဲ့တွေ့တယ်နောက်စစ်သားတွေနဲ့လည်းတွေ့တယ်သူတို့ကဘာလဲဆိုတော့ရှေ့တန်းမှာရောက်လို့ရှင်သူတို့နှုတ်ကပတ်တော်တမန်ကျမ်းပိုင်းလေးတွေပေါ့နော်သူတို့မှာကျမ်းစာဖတ်ဖို့အချိန်မရှိဘူးအဲကျမ်းပိုက်လေးတွေရေးထားတဲ့တေးသေးလေးပေါ့စာအုပ်တေးလေးတွေကိုတခါလေအိတ်ထဲမှာထားအမြဲတမ်းဖတ်ကြတယ်ရှေ့တန်းရဖတ်တယ်တိုက်ရှေ့တန်းတော်တော်မှဖတ်တယ်တောက်လျှောက်နှုတ်ကပတ်တော်ဆိုဘုရားသခင်ရဲ့နှုတ်တော်ထွက်စကားတွေဖြစ်တယ်ဒီဥစ္စာကျွန်တော်တို့ဝိညာဉ်အတွက်အစာဖြစ်တယ်ဝိညာဉ်ကို energy စွမ်းအင်ပေးမဲ့အားဖြစ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်အတွက်ထမင်းစားကြတယ်ဟင်းကောင်းတွေစားကြတယ်ဒီထမင်းဟင်းတွေမစားဘူးဆိုရင်တဖြည်းဖြည်းနဲ့ခန္ဓာချိနေပြီးမှနောက်ဆုံးဘာယောဂပဲလာနော်ကျွန်တော်တို့ကမတားဆီးနိုင်ကြတော့ဘူးယောဂထူတဲ့လူဟာလေတကယ်တော့အစာအာဟာရမပြည့်ဝလို့ပဲအစာအာဟာရပြည့်ဝတဲ့လူတယောက်ဟာ nutrition တကယ်ပြည့်ဝတဲ့လူတယောက်ဟာတောင်ယောဂမတိုက်နိုင်ဘူးနော်အေးရေးပြတ်တာများမယ်ဖြစ်တယ်လို့စားမယ်နော်အလုတ်ပဲလုတ်ချင်တယ်ပတ်စံပဲစုချင်တယ်ကောင်းတော့မစားချင်ဘူးဆိုရင်တော့မလေးဝမ်းယောဂပိုးလေးတောင်မှကျွန်တော်တို့ခုခံဖို့ကမလွယ်ဘူးဗျအဲကြောင့်မလို့ဝိညာဉ်ရတက်တာhealthy spiritual life ရဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကနှုတ်ကပတ်တော်ကိုနေ့ညမပြတ်ဖတ်ယူပြီးမှဆင်ခြင်ရမယ်နှုတ်ကပတ်တော်မရှိဘူးဆိုရင်မဖတ်ဘူးဆိုရင်မထီမဲ့မြင်ပြုတ်တယ်ဆိုရင်ပျက်စီးရလိမ့်မယ်လို့ဖော်ပြထားပါတယ်ဒုတိယကျွန်တော်တို့မိတ္တာယကိုဘယ်လိုဟိုရင်းလောက်ကြမလဲဆိုရင်ဆုတောင်းခြင်းအပြင်ဘုရားရှင်ရဲ့မိတ္တာဖွဲ့ခြင်းကိုအမြဲတမ်းကျွန်တော်တို့လုပ်ရမှာဖြစ်ပါတယ်ဆုတောင်းခြင်းမရှိရင်မိတ္တာယမရှိဘာနဲ့တူလဲဆိုလို့ဆိုရင်ကျွန်တော်တို့ဆက်တွယ်ရေးဆက်နဲ့တူကျွန်တော်တို့ handphone လေးတွေနဲ့တူတယ်ပေါ့ကျွန်တော်တို့ခင်နဲ့ချစ်တဲ့တငယ်ချင်းတွေနဲ့အမြဲတမ်းတယောက်နဲ့တယောက်မတွေ့ကြတော့လည်းပဲရင်ထဲမှာကြည်နူးပြီးမှနော်ပြုံးနိုင်ကြတာဟာ handphone ရှိလို့ပဲ handphone လေးရဲ့ cell phone လေးတွေရဲ့ကျေးဇူးပဲဖြစ်ပါတယ်
ကျွန်တော်တို့ဗမာပြည်မှာလည်းမကြခင်တိုင်းသူပြည်သားအလုံးပြုံးနိုင်ကြတော့မှာပါဘာဖြစ်လို့လဲဆိုတော့1500နဲ့ရောင်းပေးတော့မယ်လို့ပြောတော့လူတိုင်းမိသားစု9ယောက်ရှိလဲ9လုံးတော့ကင်လို့ရမယ်ပေါ့နော်ဆိုတော့အလုံးပြုံးနိုင်ကြတော့မှာဖြစ်ပါတယ်ဒီမှာကတော့ခင်ဗျားတို့ပြုံးတာကြပြီလေခင်ဗျားတို့ပြုံးတော့ကျွန်တော်တို့မပြုံးနိုင်ဘူးပြောချင်တာအဲ့ဒီဆက်တွယ်ဖို့ဟာတိတ်ရေးကြီးတယ်ဒါကြောင့်ဒီဆက်တွယ်ရေးကိရိယာဆိုတာကျွန်တော်တို့အတွက်နော်ဆုတောင်းခြင်းပဲရှိတယ်ဆုတောင်းခြင်းပဲရှိတယ်ဒါကိုတတလောနေအဝါရဆိုပထမစာဆောင်ကံကြီးငါငယ်16မှာမချာမလတ်ဆုတောင်းပတ္ထနာပြုကြလောတဲ့မချာမလတ်အဲ့မှာမေးစာရှိတယ်မချာမလတ်ဆိုတော့ဘယ်ချိန်မှာလှုပ်မလဲလို့မေးစာရှိတာပေါ့နော်ကျွန်တော်တို့မော်တော်ကားစီးနဲ့လည်းဘတ်ကားစီးနဲ့လည်းပဲလှုပ်ခွင်မှာနော်ကိုယ့်ရဲ့လုပ်ငန်းခွင်မှာအလုပ်လုပ်ရင်းနဲ့လည်းပဲဆုတောင်းလို့ရပါတယ်မျက်စိမိတ်မှမဟုတ်ပါဘူးကျွန်တော်ခရစ်ယာန်ဂိုင်းတွေမှာသူတပင်ကက်သလစ်ဂိုင်းဆိုလို့ရှိရင်အမြဲတမ်းဆုတောင်းရင်လေမျက်စိလေးပြူးနေတာပဲနော်မျက်စိပြူးပြီးတော့ဆုတောင်းကြတယ်နောက်မျက်လုံးဖွင့်လို့လည်းဆုတောင်းလို့ရတယ်ကျွန်တော်တို့ဘုရားရှင်လိုချင်တာကကျွန်တော်တို့တောင်းတာမတောင်းတာထက်ကျွန်တော်တို့နှလုံးသားသူနဲ့မိတ္တာရဖွဲ့ချင်တဲ့နှလုံးသားကိုလိုချင်တာဖြစ်တယ်ထာဝရဘုရားသခင်သည်စိတ်နှလုံးကိုချိန်တော်မူသောဘုရားဖြစ်တယ်အပင်ပန်းကိုမကြည့်ပါဖာရိရှဲတို့လိုတခါတည်းဆုတောင်းပါရဲ့ဆိုပမာလက်တွေမြောက်လမ်းပမာထွက်အမျိုးမျိုးလှုပ်ပြဖို့မဟုတ်ဘူးနှလုံးသားထဲမှာနှိမ်ချစွာနဲ့ဘုရားကိုတခါတည်းချင်းကပ်ပြီးတော့အမြဲတမ်းမျက်မှောက်ပြုခြင်းဟာဒါကျွန်တော်တို့မိတ္တာဖွဲ့ခြင်းကိုတိုးပွားစေတဲ့အရာဖြစ်ပါတယ်နောက်တစ်ခုကတော့ခုနပြောပြီးဘုရားနဲ့နှုတ်ကပတ်တော်နဲ့မွေးလျော်မယ်ဘုရားသခင်နဲ့ဆုတောင်းကြဖြင့်ကျွန်တော်တို့မိတ္တာဖွဲ့ခြင်းအခုကတော့ယုံကြည်သူအချင်းချင်းမိတ္တာဖွဲ့တာယုံကြည်သူအချင်းချင်းမိတ္တာဖွဲ့တာတယောက်နဲ့တယောက်မိတ္တာဖွဲ့အတူတကွတချင်းဆိုကြတယ်ချင်းမွန်းတချင်းဆိုကြတယ်အတူတကွဆုတောင်းလက်တွေတခါတည်းလက်ကိုင်းပြမဟုတ်တယ်မလားဆုတောင်းကြတယ်အတူတကွတရားနာကြတယ်အတူတကွတက်တေခံကြတယ်ဒါမိတ္တာရပဲဖះရှိခိုးကြောင်းသွားတယ်ဆိုတာယုံကြည်သူတွေအချင်းချင်းမိတ္တာရသွားဖွဲ့တာဖြစ်တယ်တငယ်ချင်းနဲ့မတွေ့တာကြာလို့တွားတွေ့ဖို့မဟုတ်ဘူးအနှစ်တာရချိန်ထားလို့နော်ချိန်တဲ့လူနဲ့ချိန်ကျင်တခြားနေရာသွားချိန်မှာဖះเจ้าမှချိန်ရတယ်လို့နော်ကျွန်တော်တို့မှာအများတန်းတွေ့နေရတဲ့ပြဿနာပဲလူငယ်တွေဆိုရင်လည်းဖះเจ้าပဲချိန်ကြတယ်ဖះเจ้าရောက်လို့ရှင်ဖះเจ้าမှမတွေ့ရဘူးနော်အပြင်ရောက်သွားတယ်ဆိုတော့အခုဒီကက်မိုလာကြတယ်မိတ္တာဘလောက်ကောင်းတယ်လဲကျွန်တော်ခန်းကိုဒီမထွက်လာခင်မှာတရားဝါလာခောက်တာတောက်ဆိုတော့ကျွန်တော်ကဟာဘယ်သူများပါလဲဆိုတော့တောက်ဖွင့်ကြည့်တော့အစီခံလူငယ်နှစ်ယောက်ကပြူးပြူးလေးကြည့်နေဟာဘာလဲသားတို့ဘာလို့ခြင်းလဲလို့မေးတော့မဟုတ်ပါဘူးဆရာရဲ့တဲ့ sorry ပဲတဲ့အခန်းထဲမှာလူမရှိလို့တဲ့နော်ဟောထဲမှာလူမရှိဘူးတဲ့အဲအကြောင်းလူကြီးတွေကလိုက်ရှာခိုင်းတာဟာအေးဘယ်မှာတော့ချင်းကြလဲတော့မသိဘူးပြောချင်တာယုံကြည်သူတွေဟာအမြဲတမ်းမိတ္တာရဖွဲ့ရမယ်ဒါမှဒီတိုးချန်ထဲမှာအမြဲတမ်းနေတဲ့တိုးတွေဟာလုံခြုံတယ်နော်အမြဲတမ်းလည်းပြည့်ရတယ်ကျွန်တော်ချိန်လည်းနည်းနည်းကြော်လာပြီလားတော့မသိဘူးဒါလေးကိုဖတ်ကြည့်အောင်တိယောခန်းကြီး1ငယ်3ဆက်ဖတ်မယ်အပေါ်မှာကျွန်တော်တို့ဗာတွေ့ရလဲဆိုလို့ရှင်ခမည်းတော်နဲ့သားတော်ယေရှုနဲ့မိတ္တာရဖွဲ့ရတယ်လို့တဲ့ကျွန်တော်တို့အချင်းချင်းတင်တို့ဒီငါတို့နဲ့ဆိုတာကတင်တို့ဒီဆိုတာကအေဖက်တင်းသူတင်သားတွေကိုပြောတာငါတို့နဲ့ဆိုတာပေါလုနဲ့သူ့တမန်ဟောဆိုပေါ့တပည့်တော်တွေကိုပြောတာဆိုတော့လူအချင်းချင်းပေါ့နော်တမန်တော်တွေနဲ့အေဖက်တင်းသူတင်သားတွေကြားတဲ့ဟူပြောတာဆိုတော့ဖះနဲ့လူနဲ့ချင်းအကြားမှာအဲ့မိတ္တာရဖွဲ့ကိုဖွဲ့ရမယ်တဲ့အတူတကွတက်ရှင်ရမယ်
ဒါလေးကဟိုခရစ်နေရဲ့တက်တာတဘောတရားလေးပေါ့နော်ဟိုတော့ကတော့ကိုတယောက်နဲ့ကိုတယောက်တည်းယုံနေရတာပဲအခုတော့ကိုညီကိုမောင်နှမတွေအများကြီးရှိတယ်နော်တင်းတော်မှာယုံကြည်သူတွေအများအားလက်တွဲပြမှလှုပ်ရမယ်နော်အဲ့တဘောတရားလေးတွေပါsorryဒါကြောင့်မေတ္တာရရဲ့နိတ္တာရကိုကျွန်တော်ကြည့်ရအောင်မေတ္တာရရဲ့နိတ္တာရဟာဘာလဲဆိုလို့ရှိရင်တလုံးတစ်ဝဖြစ်ခြင်းပဲခရိယန်တွေမေတ္တာရမဖွဲ့နိုင်ကြဘူးဟိုကိုင်းနဲ့ဒီကိုင်းနဲ့ဖះတူတူမရှိခိုးနိုင်ဘူးဆိုတော့ကျွန်တော်တို့ဒါကတော့လိုသေးတယ်ပေါ့နော်ဒါလည်းတခင်ခရစ်တော်ရဲ့ဆုတောင်းချက်ကိုနည်းနည်းဖတ်ကြည့်အောင်ယောဆက်9:21ဒါပဲဒုတိယအလိုတော်ကဒါပဲပထမအလိုတော်ကမေတ္တာရဖွဲ့ရဖို့အလိုတော်ဒုတိယအလိုတော်ကတလုံးတစ်ဝတည်းဖြစ်ဖို့အလိုတော်ရှိတယ်တလုံးတစ်ဝတည်းဖြစ်ဖို့အလိုတော်ရှိတယ်ဒီကနေ့ကျွန်တော်တို့ကဦးစားပေးရမယ့်အရာနဲ့ဘာပေါ့နော်အဓိကကြတဲ့အရာနဲ့ဒုတိယအရေးကြီးတာနဲ့ပထမအရေးကြီးတာဆိုတာလေးတွေပေါ့နော်မခွဲခြားတတ်ဘူးယုံကြည်သူတွေရဲ့တက်တာမှာသခင်ယေရှုတော့အရေးကြီးတာမရှိဘူးခရစ်တော်ဘုံမပြုတ်တွေးကာလပတ်လုံးကျွန်တော်တို့ရဲ့အလန်းစရာမှားတယ်တချို့ကဂိုင်းကိုဘိုးပြုတ်တယ်မက်သရစ်မှာမက်သရစ်နှစ်ချင်းမှာနှစ်ချင်းအင်လီကန်မှာအင်လီကန်စသဖြင့်ပေါ့တချို့ကျတော့လူမျိုးဟာခရစ်ယာန်ချင်းတူတော်လည်းပဲကျွန်တော်တို့ချင်းနေဆိုတော့နော်အယမ်းပဲဖះเจ้าတเจ้าမှာနည်းနည်းလေးဟာခါအုပ်စုကများလာပြီဆိုလိုင်နာမင်းနဲ့ထွက်မယ်မီဇိုအုပ်စုကနည်းနည်းများလာပြီဆိုတော့မီဇိုအုပ်စုထွက်မယ်တက်တင်မုပ်စုနည်းနည်းများလာတက်တင်မုပ်စုထွက်မယ်အဲ့ဒါလိုနဲ့ပဲနော်ကျွန်တော်တို့ CBC ချင်းနှစ်ချင်းတင်းတော်ဆိုတော့လူဦးရေကိုတိုးကိုမလာတော့ဘူးနှစ်ပေါင်း30ကျော်ပြီလူဦးရေမတိုးတော့ဘူးနည်းနည်းတိုးလာလိုက်ကွဲထွက်သွားလိုက်တိုးလာလိုက်ကွဲထွက်သွားလိုက်ဒါက gospel နဲ့ကိုမညီဘူးလို့ကျွန်တော်ပြောချင်တယ်ဒါကြောင့်ဒီကနေ့စစ်မှန်သောမေတ္တာရမှာကျွန်တော်တို့နေလို့ရှိရင်ပျော်စရာရမ်းကောင်းပါတယ်ဒါကဘာလဲဆိုတော့ခရစ်တော်ဘိုလ်ပြုတယ်သခင်တပါးနှစ်ချင်း baptism တပါးနော်ယုံကြည်ခြင်းတပါးပဲကျွန်တော်တို့ဒီလိုစိတ်ဓာတ်မျိုးနဲ့အခြေခံမယ်ဆိုတော့ဒီမေတ္တာရတော်တော်လေးကိုအနိတ္တာရရှိတဲ့မေတ္တာရဖြစ်မယ်ကဲဒါတော့တက္ကန္တပေါ့နော်ကျွန်တော်ပြေးပြီးတော့နည်းနည်းပြောသွားမယ်အကြောင်းအရာလေးတွေရှိပါတယ်ဟိုးတုန်းကအဲ့ဒါလိုပဲပေါ့လေဂိုင်းတွေပေါ်လာတော့သူ့ဂိုင်းနဲ့လှုပ်တော့နောက်ပိုင်းလက်တွေ့သာသနာပြုတ်ကြတဲ့အခါမှာဒီဂိုင်းတွေဟာတော်တော်လေးကနှောက်ယှက်ပေးတဲ့အရာပဲဘုရားရှင်ဘုန်းတော်မထင်ရှားစေပါဘူးဖြစ်နိုင်လို့ရှင်တော့သာသနာမှာမင်းဂိုင်းငါဂိုင်းဆိုတာဟာမျိုးမထားဘဲနဲ့ခရစ်တော်အတွက်တွဲပြမှလှုပ်ကြရင်ကောင်းမလားဆိုပြမှသာသနာပြုတ်ဆရာတွေရဲ့စိတ်ဝိညာဉ်ထဲမှာဘုရားရှင်လှုပ်တယ်ဒါကြောင့်မလို့စပြမှ ecumenical movement ကတဖြည်းဖြည်းနဲ့တလုံးတစ်ဝါးဖြစ်ခြင်းလှုပ်ရှားမှုတာတဖြည်းဖြည်းပေါ်ပေါက်လာတယ်ဆိုတော့ကျွန်တော်တို့သိရပါတယ်လို့အတင်းတော်တမိုင်းကိုသူတစ်ဖြင့်နောက်တောက်ကျော်တန်းတို့ရှိတော့တမိုင်း historian တွေပေါ့လေဒါသူတို့အစံပေါ်ပြတော့သိပါတယ်ကျွန်တော် highlight လေးပေါ်ပြမယ်ဆိုတော့တင်းတော်တမိုင်းကိုကြည့်မယ်ဆိုရင် AD 36ကနေ313ကတော့ခရစ်ယာန်ယုံကြည်သူတွေကိုနှိပ်စက်ညှဉ်းပန်းတဲ့ခေတ်နောက် AD 313မှာယောမအင်ပါရာကွန်စတန်တင်နော်ပြောင်းလဲသွားတာပေါ့နော်ခရစ်ယာန်ဖြစ်ပြောင်းလဲသွားတဲ့အခါမှာသူကဘာကြီးညာတယ်လဲဆိုတော့မီလန်မြို့မှာခရစ်ယာန်ဘာသာနိုင်ငံတော်ဘာသာဖြစ်ရမယ်ဆိုပြီးမှတခါတည်းလွတ်လပ်မှုပြန်ရသွားတယ်နော်နောက်တစ်ခါ AD 30ကနေပြမ1054လောက်မှာကြတော့ဒါကြောင့်မလို့ဒီစัจ java လာထဲမှာရှိတဲ့နော်ယောမအင်ပါယာထဲမှာအတင်းတော်တပါးပဲရှိရမယ်ဟိုပါတီမလို့ဟိုဂိုင်းဒီဂိုင်းမထားဘူးတပါးပဲရှိရမယ်ဆိုပြမသူ့ကိုဘယ်လိုခေါ်လဲဆိုတော့ Catholic Church လို့ခေါ်တယ်
Universal Church Catholic Church တင်းတော်တပါးပဲရှိရမယ်ဆိုပြီးတော့ပြောတယ်သို့တော်လည်းပဲလူတွေကြောင့်လားဘာကြောင့်လဲတော့မသိဘူးတင်းတော်တပါးနဲ့နေတာကတဖြည်းဖြည်းနဲ့မနစ်မြုပ်ကြဘူးအနောက်နိုင်ငံဘက်ကခေါင်းဆောင်နဲ့အရှေ့တိုင်းကခေါင်းဆောင်နဲ့မတက်ဖြစ်တဲ့ခါကျတော့1054ခုနှစ်မှာအရှေ့နဲ့နောက်ကွဲပြီးမှအနောက်ဘက်ကျတော့ Roman Catholic ဖြစ်သွားတယ်အရှေ့ဘက်ကိုကျတော့ Orthodox Church Eastern Orthodox Church ဖြစ်သွားတယ်နော်ဒါကတော့ဘုဒ္ဓတလေးပေါ့ဒါကျွန်တော်ရွယ်ချက်ရှိပါတယ်ဒါပြောတာလေအဲ့ဒါလို့နှချမ်းကွဲပြီးတော့နောက်ပိုင်းမှာတဖြည်းဖြည်းကျမ်းတဲ့ပုဂ္ဂိုလ်တွေကလည်းကျမ်းစာကိုလေ့လာရင်းနဲ့ဟိုဟာနည်းနည်းကွာခြားလိုက်ဒီဟာနည်းနည်းဟိုမတူညီမှုလေးတွေပေါ့နော်အဲ့ဒါလေးတွေဖြစ်တော့1519ခုနှစ်မှာကျွန်တော်တို့ Protestant တွေရဲ့ဖခင်ကြီးဖြစ်တဲ့ Martin Luther က Catholic တွေရဲ့ကျင့်သုံးမှုခံယူမှုတွေရဲ့လွဲမှားမှုကိုသူကအချက်တွေလိုက်ကောက်တော့95ချက်တွေ့တယ်အဲ့ဒီ95ချက်ရှိတဲ့အတွက်ကြောင့်ဒီဟာတွေကိုပြင်ရမယ်ဆိုတော့ဘုရားကျောင်းရဲ့ဗိမာန်တော်ရဲ့တကားမှာတွားပြီးတော့ချိတ်လိုက်တာအဲ့ဒီကစပြီးမှ protest လုပ်တာပေါ့ကန်ထွက်ပြီးမှလာတော့ protestant ဖြစ်ကုန်တာပေါ့နော်ကျွန်တော်တို့ကကန်ထွက်တဲ့မျိုးတွေနော်အေးစစ်နေတဲ့လူလိမ္မာတွေမဟုတ်ဘူး protestant ဆိုတာကန်ထွက်တဲ့မျိုးတွေပဲအဲ့ဒါလို့မကောင်းကြောင်း Catholic မကောင်းကြောင်း95ချက်ကိုထုတ်ပြီးတော့ကန်ထွက်လာတယ် Reformation Kit ရောက်လာတယ်အဲ့လိုပဲပေါ့နော်1525မှာ Zwingli တို့John Calvin တို့ဆိုတော့ Presbyterian တွေအုပ်စုတွေဖြစ်လာတယ် Henry the Eighth ဆိုလို့ဆိုတော့ Anglican ကိုဦးဆောင်တဲ့အဖွဲ့တွေဖြစ်လာပြန်တယ် John Smith ဆိုတော့အခုနှစ်ချင်းတွေပေါ့ကျွန်တော်တို့နှစ်ချင်းတွေ John Smith ကဦးဆောင်လာတယ် John Wesley က Methodist ဖြစ်လာတယ် Charles Petram က Pentecostal တွေဖြစ်လာတယ် William Booth ကတော့ Salvation Army ဖြစ်လာအဲ့ဒါတွေလဲဟိုတကယ်တော့သူတို့လည်းဖြစ်ချင်လို့တော့ဖြစ်တာတော့မဟုတ်ပါဘူး John Smith ကဘာကိုယုံကြည်တယ်လဲဆိုလို့ရှိရင်ယုံကြည်လူတဲ့ကယုံကြည်မှသာလေနှစ်ချင်းပေးရမယ်ငယ်ရွယ်နဲ့လို့ဖြန်းပေးမှနှစ်ချင်းမပေးရဘူးပေါ့ Infant Baptism ကတလက်မခံဘူးယုံကြည်မှပဲ Believers Baptism ဖြစ်ရမယ်လို့ပြောလို့ဘယ်နေရာပဲပြောအဲ့ဒီအကြောင်းပဲပြောတယ်မနဲ့မိုးလင်းညမိုးချုပ်တဲ့အထိ baptism အကြောင်းပဲပြောတော့လူတွေကသူ့ကိုခနဲ့တက်နဲ့ပြောတာဘယ်လိုပြောလဲဆိုတော့သူက baptism အကြောင်းပဲပြောတော့ Baptist လို့ပြောလိုက်တာကျွန်တော်တို့ရရှိထားတဲ့ Baptist ကသူများဟိုပေါ့အမွန်းတင်လို့ပေးတာမဟုတ်ဘူးနော်နာညီလို့ပေးတယ် Baptist ပဲအဲ့ဒါလိုပဲ John Wesley ကပါလဲဆိုတော့ဒါဖွဲ့စည်းပုံတွေပြောသွားတော့ admin တမပဲဖြစ်မယ်လို့ထင်ပါတယ်စနစ်ကြရမယ်မေတ္တာရှိရမယ်မေတ္တာဒီလိုမေတ္တာတစ်ချိန်လုံးမေတ္တာအကြောင်းပဲပြောတော့လူတွေကသူ့ကိုလည်းဟိုအမြင်ကပ်နဲ့ Methodist လို့ပြောလိုက်တာနော်ဒါဒီနေ့တော့ကျွန်တော်တို့ကဂုဏ်ယူတာပေါ့နော်တကယ်တော့အစကိုကြည့်ရင်သူများခနဲ့တက်နဲ့ပေးတဲ့နာမည်တွေကြီးပါပဲနောက်ဆုံးကြာလာတဲ့ခါကျတော့ gain တွေဖြစ်ကုန်တာပေါ့အဲ့လို gain တွေဖြစ်ကုန် Presbyterian ကလည်းလိုပဲပေါ့elder တွေဦးဆောင်ရမယ် elder တွေကတင်းတော်ဘယ်လိုလုပ်ရမယ် elder တွေပဲ elder တွေ pastor တွေမဟုတ်ဘူးဒါတွေပါတွေပေါ့အဲ့လိုလုပ်ရင်းနဲ့သူတို့က Presbyterian တွေပေါ့လေဖြစ်သွားတာပေါ့ Presbyter ကနေ Presbyterian တွေဖြစ်တယ်အဲ့လိုပေါ့နော်ဒါတော့ဒီတလုံးသွားတယ်ဖြစ်ဖို့ခရစ်တော်ဆုတောင်းခဲ့တော်လဲပဲဒီလိုဖြစ်သွားကြတယ်ဒီနေ့ထိကျွန်တော်တို့အဲ့ဒီအမွေလေးကိုကျေနပ်လာမကျေနပ်လာတာကျွန်တော်တို့ကခံယူရတာပဲနောက်ပိုင်းမှာကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့အဲ့ဒီလိုဖြစ်နေတဲ့အချိန်ကာလမှာဘုရားသခင်ဝိညာဉ်တော်လမ်းပြခြင်းလို့ပဲခေါ်ရမှာပေါ့ Evangelical တွေက alliance တခုလုပ်တယ်နော်ဒီမိတ္တာယအတင်းကြီးမိတ္တာယဖွဲ့ပြီးတော့စပြီးမှလှုပ်ရှားလိုက်ကြတယ်1846ခုနှစ်မှာဧဝံဂေလိမဟာမိတ်ဖွဲ့ကိုတခါတည်းဖွဲ့စည်းခဲ့ကြတယ်အဲ့ဒီမှာဘာအခြေခံတယ်လဲဆိုလို့ရှိရင်အထူးသဖြင့်19ရာစုသာသနာ